Hello မင်္ဂလာပါကျွန်တော်နာမည် Boys ပါကျွန်တော်ချရတဲ့ပြည်သက်များဒီနေ့တနေ့တာအနားယူတဲ့အချိန်လေးမှာနားဆင်ဖို့အတွက် The Law of Human Nature လူသဘောတဘာဝရဲ့ဥပဒေဆိုတာဘာလဲလူသားတို့ရဲ့စိတ်သဘောထားတွေလှုပ်ဆောင်မှုတွေလူမှုဆက်ဆံရေးတွေကိုနားလည်ထားတဲ့သဘောတရားဒါမှမဟုတ်ရင်စီမင်းစည်းကမ်းတွေကိုရည်ရွယ်ချက်ထားတာလူတွေရဲ့အယူဆစိတ်ပညာလူမှုဗေဒဆိုင်ရာတွေကိုလေ့လာချက်ရဲ့အခြေခံသဘောတဘာဝကိုရှင်းပြပါရစေလူသားတို့ရဲ့မကြာခဏယုတ်တိတန်သောဆုံးဖြတ်ချက်အဲ့ဒါကစိတ်ကူးရင်စံမနေဘူးဗျကိုလှုပ်ချင်တဲ့အရာတစ်ခုကိုအကျိုးအကြောင်းတေချာမှန်ကန်စွာဆုံးဖြတ်ပြီးရင်တေချာဆုံးဖြတ်ချက်တစ်ခုပြည့်လှုပ်ဆောင်တာလက်တွေ့လှုပ်ဆောင်ရတဲ့အလုပ်တစ်ခုလှုပ်ဆောင်ခြင်းနဲ့ဆုံးဖြတ်ချက်စိတ်ခံစားမှုတွေကိုချစ်ချင်းမုန်းချင်းကအစကိုယ်စိတ်တစ်ခုတွင်မှာလှုပ်ဆောင်ချက်တစ်ခုအဲ့ဒါဘယ်လိုလဲဆိုတော့ဥပမာလူတစ်ယောက်ကိုတင်ရဲ့စိတ်ခံစားချက်အတိုင်းပြောဆိုဆက်ဆံမိသလောက်အဲ့ဒီလူကအပြုမှုကမဟုတ်ရင်အပြောဆိုတစ်ခုကတင်ရဲ့စိတ်ကိုအလုပ်ပေးသွားတာအဲ့ဒါကိုစိတ်ရဲ့ခံစားချက်လို့ခေါ်တာလူတစ်ယောက်ရဲ့စန္ဒကိုဖြစ်ရှင်တဲ့အရာတွေအခြေခံသဘောတရားတွေလူတစ်ယောက်အပေါ်မှာလွှမ်းမိုးနိုင်တာကြောင်ရွံ့မှုတွေလှုပ်ဆောင်မှုတွေဂုဏ်ယူမှုတွေအဲ့လိုရက်တွေကပဲလွှမ်းမိုးနိုင်တာအခြားလူတစ်ယောက်ရဲ့အပြုမှုစိတ်သဘောထားကိုနားလဲတာပြောတဲ့စကားလုံးတွေတဲ့မျက်နှာအမူအရာကိုဟန်တွေကြည့်ပြီးတော့ဖတ်တတ်တာဟာလူသဘောတဘာဝကျွမ်းကျင်စွာကင်တွယ်တတ်တဲ့လူပြီးရင်အတ္တလူတချို့ကကိုအထင်ကြီးတာဒါမှမဟုတ်လေးစားမှုရှိတာကိုအလေးထားမှုမြင့်တဲ့သူကအမြင်နဲ့စီးပွားရေးတွေကိုအဓိကထားတတ်တဲ့လူသဘောတဘာဝဆိုတာကိုနားလည်ရတယ်လူသဘာဝဆိုတာတော့ကိုနေထိုင်ရာပတ်ဝန်းကျင်တစ်ခုလုံးလိုက်ပြီးတော့ပြောင်းလဲနိုင်တယ်စိန်ခေါ်မှုကိုရင်ဆိုင်တဲ့အခါမှာဖန်တီးမှုမဟုတ်ရင်ဖျက်ဆီးမှုကိုပြသနိုင်တာဂယုဏစာနာမှုအပြုသဘောတွေရဲ့ဂုဏ်တက်တီတွေအာဃာတလှည့်စားမှုစိတ်အားငယ်မှုအဖြစ်သဘောတွေရောနှောနေတတ်တယ်လူသဘာဝအောင်မြင်ခြင်းတွေစိတ်ကျဉ်းမှုရှိရင်အဓိကတော့ချက်ဖြစ်တဲ့လူသဘောတဘာဝကိုနက်နက်ရှိုင်းနားလည်ထားရင်လူဘဝကိုဖျက်ဆီးရမှာအဆင်ပြေတယ်စိတ်ခံစားချက်ဖြစ်တဲ့မှားယွင်းမှုတွေယုတ်တိမရှိမှုတွေမမျှတမှုတွေဆုံးဖြတ်ချက်တွေအပေါ်မှာလိုက်ပြီးတော့ဖိထားနေဖို့မလိုကျွန်တော်အကြံပြုပြရစေစိတ်ခံစားချက်တွေကိုအလိုလိုက်ရင်နဲ့ကိုယ့်ရဲ့စိတ်ဓာတ်ကြဆင်းမှုအားဟာ 99% လောက်ထိကိုရောက်သွားနိုင်တယ်ဒါဟာကိုဒုက္ခပေးလိုက်တာနဲ့အတူတူပဲဆိုလိုတာခံစားမလွယ်ဘူးပါအတတ်နိုင်ဆုံးကိုယ့်ရဲ့စိတ်ကိုပြန်လည်သုံးသပ်ပါဥပမာပြောရရင်ဒီနေ့ငါဘာကြောင့်စိတ်ဆိုးသွားတာလဲအဲ့ဒီဆုံးဖြတ်ချက်တွေကငါရဲ့တန်ဖိုးကိုရောကိုက်ညီရဲ့လားငါရဲ့အားနည်းချက်တွေကိုရောဘာတွေလို့ထင်လဲငါလုပ်နေတဲ့အရာတွေကိုရောပြင်ဆင်သင့်ရဲ့လားအဲ့လိုနည်းနဲ့ကိုယ့်ရဲ့စိတ်ကိုပြန်လည်သုံးသပ်စေချင်တာကိုနေ့စဉ်နဲ့အများကြုံတွေ့နေရတဲ့လောကပတ်ဝန်းကျင်ရဲ့အဖြစ်ပြက်မှုတွေအကုန်လုံးမှတ်တမ်းတင်ပါလူတွေရဲ့အချင်းစိတ်တစ်ခုလေးလာပါအဲ့လိုအလေးချင်းတစ်ခုကကိုယ်စိတ်ကိုအမြဲတမ်းရှင်းလင်းနေစေတာအဲ့ဒီအခြေခံကြတဲ့သဘောတဘာဝတွေကိုနားလည်ထားရင်စိတ်ငြိမ်းချမ်းသာတယ်လို့လူလောကရဲ့လူပတ်ဝန်းကျင်ရဲ့လူသဘောတဘာဝရဲ့ဥပဒေကိုလည်းကောင်းကောင်းနားလည်လာတယ်အဲ့ဒါနဲ့လူဘဝကိုခက်ခဲမရှိပဲနဲ့ကောင်းကောင်းမွန်မွန်ကြော်ဖြတ်နိုင်တယ်လို့ဆိုလိုတာအေဂျင့်တဲ့ဘဝများပိုင်ဆိုင်ကြပါစေတက်နိုင်ဆုံးကျွန်တော်ရဲ့ YouTube ဗီဒီယိုလေးတွေကိုနားဆင်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ပြီးတော့ကျွန်တော်အောက်မှာ like လေးတစ်ချက်လောက်နှိပ်ပါပေးပြီးတော့မှအားပေးကူညီဖို့မေတ္တာရက်ခံပါတယ်။ဘာပြီးလဲအမြဲဆုံးအေးချမ်းပါစေဗျာ။